အားလုံးမင်္ဂလာရှိသောညနေခင်းဖြစ်ပါစေလို့နှုတ်ခွန်းဆက်သပါတယ်နေ့သစ်လို့နှုတ်မဆက်ပါလားလို့စဉ်းစားကြမှာပေါ့ကမ္ဘာအရှေ့ဖျားဂျပန်ပြည်မှာတော့မှ10 နာရီပဲရှိသေးတယ်နေ့သစ်ကိုကြံသေးတယ်ဆိုတော့ရတာသိမလားဖင်လင်းသိမလားသေးဘူးမနေ့ကျမှပဲဆိုဆက်ပြီးတော့နှုတ်ဆက်ကြရအောင်ရွက်ဟောင်းကျွေလို့ရွက်သိဝေတယ်ဆိုလို့ရှိရင်စံတင်မှုလမ်းဆောင်မှုတစ်ခုလူတွေမြင်တွေ့ကြတယ်ကြည်ပြီးဆိုတာကိုကြည့်ပြီးဝမ်းနေတော်သူပင်ရွက်လူတွေဝေလာပြီးဟာဆိုပြီးတော့ပျော်ရွှင်ဝမ်းမြောက်ကြတယ်ဟိုဘက်လမ်းတောင်းမှာဟိုတောင်ဆုံးမှာကိုပင်ကြီးတစ်ပင်ရှိတယ်စိတ်စိတ်ဆူဆူပဲတွေ့တယ်အဲ့ဒီပင်ကဘာရွက်မှမရှိတော့ဘူးအချောင်းလေးပဲအခုအဲ့မှာစက္ကူပန်းအဖြူကရစ်ပြီးတော့ပန်းတွေသူ့ပင်စီမှာပွင့်နေတာကိုတွေ့ရလိမ့်မယ်မတန်လှပပါတယ်ပင်စီမှာစက္ကူပန်းဖွေးလို့လှပနေပြီမဲ့အပင်ဖြားမှတော့အရွက်တွဲရမှမရှိဘူးဖာဒလက်ဒီပင်သေးွားလားမသိဘူးတနာပါတယ်ဆိုတော့တရက်ကြည့်တာရွက်နုတော့ဝေမလာသေးဘူးကြည့်ရတော့ရှောပြီးထင်တယ်ဒီနေ့ကျွန်တော်တို့ကနေဟောင်းကိုနော်နေဝင်တဲ့အချိန်နေဝင်သွားပြီ sunset မှာဆိုတော့6 နာရီပေါ့နေဝင်ချိန်မေစာဆိုပြီးတော့6 နာရီကနေဥပြုခြင်းတစ်ခုကိုစတင်ကြတယ်မနေ့မိုးလေးရဲ့နှစ်သိမ့်ဖြစ်သွားပြီဆိုတော့တန်ဖိုးရှိတဲ့ချိန်ကာလကိုဖျက်ဆီးနေကြတာဖြစ်တယ်ဒါကြောင့်မလို့နေဟောင်းနဲ့နှစ်သိမ့်ဒီနှစ်ခုကြားမှာဒီနေ့တရားနာဖို့အားလုံးစဉ်းစားကြည့်ကြအောင်နော်ကိုကောင်းတဲ့ကိုဝင်ကိုစိတ်ကိုဝင်ဒါသက်စဉ်းစားစေချင်တာကနှစ်အဟောင်းမှာ2025ခုနှစ်မှာအကောင်းနဲ့အဆိုးအပြုတ်သဘောနဲ့အဖြစ်သဘောငါဘဝအတွက်ကုညီရကဲရပြည့်ရဖြစ်ရဆိုတာဘာတွေများရှိလဲလို့စဉ်းစားကြည့်အောင်2025ခုနှစ်မှာကိုယ့်ကိုစမ်းစစ်ကြည့်ပါ negative လို့ခေါ်တဲ့အနှုတ်လက္ခဏာဆောင်သောအကျိုးမပြုသောဆိုးရုပ်စေသောအရာတစ်ခုနှစ်ခုသုံးခုလောက်ခဏတိတ်ဆိတ်စွာစဉ်းစားပါနေ့ဟောင်းမှာဘာများမကောင်းတာလုံးမိတယ်လဲဘာတွေမကောင်းတာခံစားခဲ့ရတယ်လဲစိတ်နာတာပါရှိလဲစိတ်ဒဏ်ရာဘာတွေဖြစ်သွားတာရှိတယ်လဲဆိုတော့ခဏတိတ်ဆိတ်စွာစဉ်းစားကြစို့အနုလက္ခဏာဆောင်သောစိတ်ဒဏ်ရာဖြစ်စေသောအရာများကိုသတိရတာရှိရင်ကိုကြောင့်ဖြစ်တယ်ဆိုလို့ရှိရင်ပညာယူပါတဲ့ learn from your mistakes ပညာယူပါတဲ့ပြန်ပြီးတော့သူ့ကိုဆက်ဖြေဖို့ဆုံးဖြတ်ပါပိတ်ဆက်ဖို့ဆုံးဖြတ်ပါကိုကြောင့်သူများနွေးနာမှုရှိသွားပြီလားဒီနေ့တခါကြီးတယောက်ကစကားပြောရင်းနဲ့ဘာသာကျွန်တော်ကြွေးဆက်ကြရှိရင်ပေးကြရှိရင်အကုန်လုံးပြောနေတယ်ဒီညနေပေးလိုက်မယ်တဲ့ဖျားပန်းကတ်တာတို့သူလှူခြင်းတာဘာကြတွေမုံမချုပ်ခင်လာပေးမှတော့တဲ့ခင်ဗျအေးစေးလို့ပါလားလို့မနေ့ဖြန်ပေးလိုက်ရတာပဲဆိုတော့မဟုတ်ဘူးတဲ့ဒီနေ့ကြွေးမနေ့ဖြန်ကုလို့မရဘူးတဲ့သူကလန့်ဖြန့်နေတယ်သူစီးပွားရေးထိခိုက်မှကြောက်လို့လားမသိဘူးမုံမချုပ်ခင်ပြေးလာပြီးတော့အကျွေးလိုက်ဆက်သွားအကျွေးဆိုတော့ဘုန်းကြီးချီးထားတာမဟုတ်ပါဘူးဖျားเจ้าလှူမယ်ဂတိခံပြီးတော့ဖျားပန်းနေပါလှူရပေါ့နော်အဲ့လိုမျိုးအကြောင်းမလို့နေဟောင်းမှာကျွန်တော်တို့ကြောင့်နစ်နာမှုရှိခဲ့တယ်ဆိုရင်ပညာယူပါလာမနဲ့မငါဒါမျိုးထပ်မလုပ်တော့ဘူးစိတ်ထဲမှာသူတို့တောင်းပန်ပါနစ်နာစရာရှိရင်ပေးဆက်လိုက်ပါတဲ့သူတစ်ပါးကြောင့်ကိုခံခဲ့ရတယ်ဆိုရင်နာကြည့်မှုကသေတဲ့ဒီပတ်တတ်တယ်သူပြောင်းကြောင့်ခံရတာရှိရင်မချေမနှက်ခံတတ်တယ်လူတိုင်းဖြစ်တယ်ဘာလို့လဲမကြည်မနှအများကြီးရှိတယ်တတိယတိုင်းခွင့်လွတ်နေရတော့စိတ်အေးတာပေါ့တတိယတိုင်းခွင့်လွတ်ရတယ်ရှိတယ်တစ်ခါတိုင်းလည်းမပြီးဘူးရေပေါ်လာတိုင်းပြန်ပြီးတော့ဖိပြီးတော့အဲ့လိုမျိုးခွင့်လွတ်ရတယ်အဲ့လိုဖြစ်ခဲ့တော့ခွင့်လွတ်ပါတဲ့သူတို့
သူတို့ဘာကိုပြုခဲ့တယ်ဆိုလို့ရှိရင်ခွင့်လွတ်ပါတဲ့ကိုပြစ်ခွင့်လွတ်ခြင်းခံရတယ်တဲ့စိတ်ထဲမှာတော့အဲ့ဒီနာကြည်ချက်ကိုတိတ်မထားနဲ့တဲ့တပြားမှမတန်ဘူးလုံးဝလွတ်ပစ်လိုက်နှစ်ကုန်ပြီးမနစ်ကဖြစ်တာငါဘဝအနာဂတ်ရှိတယ်ဒါကြီးကထုတ်ကြီးကိုတည်ပြီးနောက်နေ့ကသွားတာမတန်ဘူးမလုပ်ဘူးဆိုတော့ forgive ခွင့်လွတ်ပါတဲ့ကျွန်တော် forget လို့မပြောဘူးဘာကြောင့်ဆိုမေ့ရတာမလွယ်ဘူးအဲ့ဒါမေ့ရတာမလွယ်ဘူးတတိယတိုင်းတော့ခွင့်လွတ်တာနေတော့ကြာနေအနာရောဂါတက်တာဒဏ်ရာဒဏ်ချက်နဲ့မနေပါနဲ့နာချီမှုနဲ့မနေပါနဲ့တဲ့အဲ့ဒါဒုတိယချက်ကဘာလဲဆိုလို့ရှိရင်နေဟောင်း2025ခုနှစ်မှာကိုဘာအကောင်းလုပ်ခဲ့တယ်လဲ positive ပေါ့နော်အပြုသဘောဆောင်တာတွေဝမ်းသာစရာအားရစရာကြည်နူးစရာဘာများလုပ်ခဲ့တယ်လဲဆိုတော့ပြီးတော့3ခုလောက်ရအောင်စဉ်းစားကြည့်ပါ3ခုမရရင်1ခု2ခုတော့ရမှာပေါ့နော်3ခုရရင်တော့ memory brain ကောင်းသေးတယ်ခဏတိတ်ဆိတ်စွာအပြုသဘောဆောင်တာကိုစဉ်းစားကြစို့အပြုသဘောဆောင်တဲ့ဟာတွေကိုတောက်လျှောက်စဉ်းစားလို့ရသေးတယ်လောလောဆယ်ကိုအကောင်းပြုခဲ့ရတယ်ဝမ်းသာစရာကြုံတွေ့ခဲ့ရတယ်ဆိုဖះကိုယုံနေဆိုဖះကိုကျေးဇူးတင်ပါဒီထဲရောက်ပြီးဖះမယုံတဲ့လူမရှိပါဘူးလူတိုင်းကကျေးဇူးတင်ရမှာပဲဘယ်သူကြောင့်ကိုအဲ့တော့အောင်မြင်မှုပေါ်မှာမူတည်ပြီးတော့ငါတော်တယ်တတ်တယ်ဆိုတဲ့အတ္တမမာနာစိတ်ကိုလောင်စာမဖြစ်စေနဲ့ငါဒီလိုကောင်းရအောင်ကောင်းတာလုပ်ခဲ့ရအောင်ပါရမီဖြည့်ပတ်တွေဘယ်သူတွေလဲသူများတွေကိုညီမှုကြောင့်ပံ့ပိုးမှုကြောင့်ငါကောင်းခဲ့ရတယ်ဆိုပြီးတော့သတိရပါသူတို့ကိုလည်း credit ပေးပါသူတို့ကိုကျေးဇူးတင်ပါဘုရားကိုကျေးဇူးတင်ပါအဲ့တော့မိုးလေးရင်တော့နှစ်သက်ကူးပြီပေါ့အဲ့တော့2026အတွက်ဘာများလိုချင်ကြသလဲဖះကခုပေါ်လာပြီးတော့လိုချင်တာ3ခုတောင်းဆိုဘာတောင်းမလဲစိတ်ထဲမှာရည်မှန်းပြီးတောင်းပေါ့နော်တကယ်ဖះလာရင်တော့အကုန်လုံးထွက်ပြေးသွားလိမ့်မယ်သိကြတယ်ဖះเจ้าနဲ့ပြေးကုန်မှကြောက်ပြီးတော့ဒါပေမဲ့ဖះရှိမှ2026မှာဘာလိုချင်တယ်လဲခဏစိတ်ထဲမှာအာယုံပြုတ်လိုက်နော်အဲ့တော့2026မှာလိုရာစုကိုရရှိပိုင်ဆိုင်ကြပါစေလို့ဆန္ဒပြုပါတယ်ဘုရားကဆောလမုန်ဘုရင်ကိုမေးတယ်ဘာလိုချင်တယ်လဲပြောဆိုသူ့ကိုတောင်းခိုင်းတာဆောလမုန်ဘုရင်သူကတော့ကောင်းတာလဲကောင်းတာရှိတယ်ဆိုးတာလဲဆိုးတာရှိတယ်သူကြောင့်ဣသရေလတိုင်းပြည်တော်စာပြတ်တာပဲဒါပေမဲ့သူကဘာစုကိုတောင်းတယ်လဲဘုရားသခင်စမှာကိုရောအနေထားတဲ့လူတွေကိုကောင်းမွန်အစေခံဖို့ဖြောင်းမဆဆင်းဆုံးဖြတ်နိုင်ဖို့တရားလမ်းမှာပြတ်သွင်းဖို့သူတို့ကို to serve ပေါ့နော်အစေခံနိုင်ဖို့ညာလင်းကျေးဇူးအဲ့ဒီပါရမီကိုပေးပါလို့တောင်းလိုက်တယ်ဖះတော်ကတော်ဝမ်းသာပီတိတွေဖြည့်ပြီးတော့မင်းတောင်းတဲ့ဆုတွေမကဘူးတဲ့လောကီစစ်စစ်အကုန်မှထပ်ပြီးတယ်ကွာဆိုတခါတည်းချင်းမြင့်ပေးလိုက်တာဆောလမုန်ကမခံနိုင်ဘူးတကြိုးလေးပြတ်ကောအကောင်းလုံရင်လည်းပြတ်တယ်ဆိုတော့ဆောလမုန်ဘုရင်သားတွေလက်ထက်မှာဣသရေလတိုင်းပြည်ကအပိုင်းပိုင်းပြတ်သွားတာဖះပေးပါတယ်ခဏရမရှိဘူးချမ်းသာတာမခံနိုင်ဘူးဆိုတာအဲ့ဒါကိုပြောတာဒါကြောင့်မလို့ကိုစန္ဒပြုတဲ့ချိန်မှာရွှေတွေငွေတွေလောကီပစ္စည်းတွေထက်အဲ့ဓာတွေကိုစီမံတတ်တဲ့စိတ်ဓာတ်လေးတွေတောင်းရင်လည်းအဲ့တော့ဒီနေ့ကျွန်တော်တို့နေဟောင်းကိုဘုရားသခင်လက်တော်မှာနေပြီးတော့ရရှိတဲ့အတွက်ယေရှုတင်ပြီးတော့ဝမ်းသာအားရစွာနဲ့နှစ်သက်ကိုစောင့်မျှော်ပါတယ်ဆိုတော့ငါပြောသလို positive negative အပြုသဘောနဲ့အဖြတ်သဘောစဉ်းစားမယ်ဆိုလို့ရှိရင်အမလီငါအသက်တစ်နေ့ကြီးသွားပြီငါသေရတော့မယ်ဆိုပြီးတော့အ
သက်တနေ့ကြီးလာပြီဆိုလန့်နေမှာငယ်တဲ့ချိန်မှာကလေးတွေကငါဘယ်နှစ်အသက်ကြီးလိုက်ဂုံယူတယ်ငါ6နှစ်กว่าငါ9နှစ်กว่าငါ10နှစ်กว่าဆိုပြီးတော့အသက်ကြီးလာပြီဆိုလို့ရှိရင်လဲဘယ်လောက်လဲအသက်မေးငါ80ရှိပြီกว่าဆိုပြီးတော့သူများရှိမှတော့အသက်ကြီးရင်ကြွားတယ်ဒါပေမဲ့ငါ80တောင်ရှိပြီငါသေတော်မလားမသိဆိုတော့တနေ့ကုန်ကြောက်လာဒီဘက်ကကြည့်လိုက်ရင်သေရွာလဲနီးလာပြီဟိုဘက်ကကြည့်လိုက်ရင်အမတန်တက်ကြီးဝါကြီးဂုံသေးရှိလူချင်းမင်းဘာညာပေါ့သူများဂုံပြူရင်ပေါ့အိန္ဒိယပြည်မှာတော့ဂုံပြူကမယ်မထင်ဘူးကလေးတွေကိုဘာငယ်ပုံငယ်လို့ပြောတယ်နော်လူကြီးတွေကိုအဖိုးကြီးတွေကိုဘာသာပေါ်တာလို့ပြောတယ်ဟိုအိန္ဒိယမှာကျွန်တော်တွေ့တယ်အော်တာပစ္စည်းလေးတွေကိုလည်းဘာငယ်ပုံငယ်နဲ့ယူသေးသေးကောင်းမွန်ပြောတာအသက်ကြီးတဲ့အဖိုးဖွားတွေကိုမလေးစားဘူးနော်အဲ့ပရိစေဘာရံကျအဲ့လိုခေါ်တာဟာဒီကောင်လေးရိုင်းလိုက်လားလို့ဟို3ပါးအိန္ဒိယပြည်က3ပါးရောက်တယ်တပါးကတော့ဗမာလိုနားလေတယ်ကျွန်တော်မြင်တာပြောတာပါဟုတ်လားတော့မသိဘူးလေနော်ဒီနေ့ဒီတဲ့နဲ့ဟောင်းကြားမှာကျွန်တော်တို့ကိုသုံးသပ်တဲ့နေရာမှာဒီနှစ်ခုကကျွန်တော်ကစားလောက်တယ်ဒီထဲမှာဒီနေ့ဝင်းကြီးတော်ရမမေ့ပြောက်တရိယာမှာကဖခင်ရဲ့မိခင်မေတော်မာရီယာအဲ့တော့ဖာသာကတရားဟောမယ်လို့ဆိုတော့ခေါင်းတွေကျင်းပြီးတော့နေဟောင်းတွေဟောမှာလားနေတဲ့တွေဟောမှာလားဖခင်မေတော်မိခင်မာရီယာမိစားဟောပြီးသူ့တရားဟောမှာလားဆိုအကုန်လုံးရောလိုက်တော့အကျော်ကောင်းကောင်းထွက်လာတယ်ခရစ်စမတ်ချိန်မှာအကျော်တွေကြော်ကြတယ်ကောင်းကောင်းလေးထွက်လာအဲ့တော့ပညာပေးလေးပုံမြင်တော့မဟုတ်ပါဘူးပထဝီအနေထားမှာဖြစ်နေတဲ့ဥပမာတစ်ခုကိုပေးရင်းနဲ့အဲ့လိုအိုရာနဲ့နော်ငယ်ရာနဲ့ကျက်သုံးတာနဲ့ဆန်းသက်တာနဲ့နှစ်ခုကြားမှာဥပမာလေးတစ်ခုသွားမြည်တယ်ငါတို့ကြီးရတန်သလားနော်တက်ကြီးတာအသက်ကြီးလာတဲ့ချိန်မှာဘလို့ရလက်တွေနဲ့တွားနေတယ်လေဆိုတာကိုကျွန်တော်စဉ်းစားရတော့မေတော်ကိုပဲသွားသတိရလိုက်တယ်မေတော်ရဲ့ဘဝမှာပဲငယ်ရအနေကြီးတဲ့အထိဆောင်ရွက်မှုကိုပဲဥပမာပေးပြီးတော့ပြောချင်ပါတယ်သူ့ကိုဖာသာဘလို့မြင်လိုက်တယ်ဆိုလို့ရှိရင်ပထဝီအနေထားမှာဖြစ်ပျက်လက်တွေ့ရှိနေတဲ့သူကြီးပင်ကြရသူနေထိုင်ကြရဒေသမှာရှိတဲ့ပါလက်စတိုင်းဒေသမှာပဲရှိတဲ့ပထဝီအနေထားတစ်ခုပါအားလုံးကြားတဲ့အတိုင်းပဲယောရမြစ်ကအသက်ဆန်းရည်သူတို့အတွက်ကယောဂံပပတိစာစီကျော်ထရတော်စီကျော်အမျိုးမျိုးသောနာမန်စစ်ဘုံကျုပ်တော်မှအလူယောဂါတွေလာပြီးတော့ပျောက်ဆုံးသွားတဲ့ထင်ရှားတဲ့တမိုင်းဝင်မြစ်အထင်ကြီးပြီးတော့သွားမကြည့်နဲ့ငမွေးချောင်းလောက်တတ်အောင်ပဲကြီးတွေနောက်ကြည့်ပြီးတော့မိုက်တရက်တွေနဲ့သွားကြည့်ဒါပေမဲ့တစ်ချိန်တစ်ခါဘယ်လောက်ထင်ရှားခဲ့တဲ့မြစ်ကြီးလဲအဲ့ဒီမြစ်ကစီးဆင်းလာပြီးတော့တဲ့အိုင်ကြီးနဲ့အိုင်ရောက်တယ်ပင်လယ်ပေါ့ပင်လယ်နှစ်ခုရောက်တယ်အဲ့ဒီပင်လယ်နှစ်ခုကိုဂါလိလီယာအိုင်နော် Sea of Galilee လို့ခေါ်ကြတယ်တစ်ခုနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ပင်လယ်သေးလို့ခေါ်တယ်သေတဲ့ပင်လယ်မြစ်ကပထမဆုံးဂါလိလီယာအိုင်ထဲကိုဆင်းတယ်ဂါလိလီယာပင်လယ်အားလုံးသိတဲ့အတိုင်းပဲတငါးတွေပေါ်တယ်ငါးတွေဖမ်းတယ်သခင်စုတော်မှတပည့်တွေကိုအဲ့ဒီကနေခေါ်ဂါလိလီယာအိုင်မှာကအသက်ရှိတယ်ငါးတွေပေါ်များတယ်ကမ်းခြေမှာကျင်းငတ်တွေအများကြီးတစ်ပင်ပန်းမာတွေအများကြီးလူတွေရေချိုးရေတုံးလို့ရတယ်အဲ့ဒီပင်လယ်ကိုမှီပြီးအသက်ရှင်တဲ့လူတွေတက်ပတ်ဝန်းကျင်မှာမြုပ်တွေရွာတွေနဲ့စီကားပြီးတော့အသက်ရှင်တန်းနေတဲ့ life giving နော်ရေတွေကအဲ့အသက်ပေးတဲ့ရေကအဲ့မှာရှိဂါလိလီယာအိုင်နည်းနည်းလေးအဲ့ဒီကပြီးတဲ့ချိန်မှာအောက်ကိုဆက်သွားကြည့်တယ်ဆိုလို့ရှိရင်အခုနပင်လယ်သေးဆိုတာရှိနော်အရင်လည်းဒီဥပမာဖတ်တယ်ပြောဘူးတယ်ဟောဘူးတယ်ပင်လယ်သေးရှိပင်လယ်သေးကိုသွားကြည့်ရင်ပတ်ဝန်းကျင်မှာဘာအပြစ်မှမရှိဘူးရေထဲမှာဘာငါးမှမရှိကောင်းမလားမရှိဘူးပတ်ဝန်းကျင်မှာဘာငှက်မှလည်းမရှိဘူးရွာတရွာမရှိလူတယောက်မရှိဘူးအကုန်လုံး6ကပ်ပြီးတော့အဲ့ဒီရေကိုတောင်တောက်မိရင်တေလူမတခံစားဘေးမှာရှောက်သွားတဲ့လူကအနတ်တော့မခံနိုင်ဘူးအနတ်ရှင်ဝင်းတော့မူးလောက်မေးလောက်အောင်ဆိုးဆိုးဝါးဖြစ်တယ်ဒီနှစ်ခုကဘာကွာလဲလို့ကြည့်မယ်ဆိုလို့ရှိရင်ယောဒမြစ်ကစီးလာတဲ့ရေဂါလိလဲအိုင်ကလက်ခံတယ်သူ့ကိုအားလုံးအတွက်ကြိုးရှိအသုံးပြုပေးတဲ့အပြင်သူ့အောက်မှာရှိသေးတဲ့သူ့ရဲ့ညီပင်လယ်သေးကိုပါရေကိုဆက်ပို့တယ်သူကရေဆက်စီးသွားတယ်အဲ့ဒီဘက်ကဟိုအောက်ကရှိတဲ့ဟိုပင်လယ်ကဘာလုပ်တယ်လဲအကုန်လုံးသူလက်ခံတယ်သူစီကနေရေဘဲမှမထွက်ဘူးဘယ်သူမှမပေးတော့ဘူး
အကုန်လုံးအဲ့မှာပဲပြီးသွားတယ်အဲ့တော့အငံတက်တွေများလာပြီးတော့လူအိတ်တဲ့ခုံချိုင်းတော့မမြုပ်နိုင်ဘူးတဲ့အဲ့လောက်ထိအငံတက်ပြင်းထန်ပြီးတော့အဲ့လိုဖြစ်ဒီနေ့ဒုဘဝကိုကျွန်တော်တို့နှိုင်းရှင်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘဝမှာမွေးရကနေပြီးတော့သူတစ်ပါးပေးလို့ရရှိတာတွေအများကြီးဒါကြောင့်စောစောကစဉ်းစားကအကောင်းမှုအောင်မြင်မှုဆုံးရှုံးမှုဆိုးကျိုးလို့ရင်ကိုယ့်အကူဖြစ်တယ်ကိုယ့်ယောဂအကြောင်းများတယ်အပယောဂဆိုတာပြင်ရရောက်တဲ့ယောဂသူများလှုပ်လို့ဆိုတာကနေတယ်ကိုယ့်ရဲ့စိတ်ထဲပေါက်ဖွားတာကြောင့်အပြက်တွေများတယ်အဲ့တော့ကျွန်တော်ဘဝမှာလူတွေအများကြီးရှင်သန်စေတဲ့ရေကိုညစ်ရေပမာစီးစင်းစေတာတောင်မှကျွန်တော်တို့ကပင်လယ်သေးလို့သာဖြစ်သွားရင်ဘယ်လိုဖြစ်မလဲငါတို့ဘဝကရှင်သန်သလားသိနိုင်သလားအဲ့တော့ကိုယ့်ဘဝကိုစောစောလုံးက Father စဉ်းစားခိုင်းတဲ့ positive negative နှစ်ခုမှရှင်ပြီးတော့အခုပြန်စဉ်းစားကြည့်အဲ့တော့၃ချက်စဉ်းစားခဲ့တဲ့ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာအဲ့ဒီအခြေအနေမှာဂါလိလျအိုင်လို့ငါနေခဲ့သလားငါဘဝမှာငါတွေရှင်သန်နိုင်သလားငါရဲ့ဘဝမှာငှက်တွေတာယာစွာရှိသလားငါရဲ့ဘဝမှာပတ်ဝန်းကျင်မှာပန်းတွေတစ်သီးတွေတစ်ပင်ကြီးတွေလိုစိန်လန်းဆူပြေတဲ့ပတ်ဝန်းကျင်ငါမှာရှိသလားဒါမှမဟုတ်ရင်ပင်လယ်သေးလို့ငါဘဝ6ကတ်ငါ့ကိုသူများမပေါင်းချင်ဘူးမကတ်ချင်ဘူးမိတ်ဆွေမထားဘူးငါပြီးရောဘယ်သူမှအညာဆိုတဲ့6သွေးတဲ့ပင်လယ်သေးလို့ငါဘဝကိုဖန်တီးသလားဆိုတဲ့အပြုသဘောအပြည့်သဘောကိုစဉ်းစားမယ်ဆိုလို့ရှိရင်လာမယ့်နှစ်ကကျွန်တော်တို့မင်္ဂလာရှိသောနှစ်တစ်ခုဖြစ်လာနိုင်အဲ့ဒါကိုလေးနဲ့ကျွန်တော်စဉ်းစားအောင်မေရိုမာရီယာကိုဆိုတော့ကဒီရေအိုင်ကြီးနဲ့ဂါလိလျအိုင်ကြီးနဲ့ Father ခိုင်းနိုင်ပြီးမြင်တယ်သူမဘဝအေးချမ်းတဲ့ဘဝမှာတရားဓမ္မစောက်ဝင်လာတယ်အဲ့ဒီတရားဓမ္မမာရီယာကနေပြီးတော့တိုးရင်းတွေဆိုပြီးတော့တခါတည်းသူများကိုလက်ခံတဲ့မေတော်ကသူဘာကိုပါပေးနိုင်ခဲ့တယ်တကဘာလုံးကိုပေးတယ်ခရစ်တော်လေးကိုကျွန်မဘုရားရဲ့ကြုံပါဆိုပြီးလက်ခံခဲ့တယ်ခရစ်တော်လောကတစ်ခုလုံးကိုသူပေးလိုက်တယ်ခလေးကိုမွေးပြီးပြပေးတဲ့အပြင်သူ့ကိုပါဆွန့်လွတ်ပြီးတော့ဗိမာန်တော်မှာအပီးလွတ်ပြီးတော့သွားပြီးတော့ကဘာကြီးမှာအားလုံးလူသားတွေဒီနေ့ပထမကျမ်းစာမှာအာရုံလူတွေကိုဘုရားသခင်ကသူ့မျက်နှာကိုပြ၍တဲ့သူ့မျက်နှာကိုမြင်တော်သူတွေအကုန်လုံးပြေဝဆုံနေကြတဲ့ဖြစ်ချေရောက်အောင်ဘုရားသခင်ကမေတော်အားဖြင့်ဒီခရစ်တော်လေးကိုပြီးပြီးအားလုံးခရစ်တော်၌ဘုရားကိုမြင်နိုင်ခဲ့တဲ့အတွက်ရှင်သန်ကြတယ်အဲ့လိုမျိုးကဲလေးနဲ့တဲ့အကိုပါရမီဖြည့်ပဲ့ဖြစ်လှုပ်ဆောင်ခဲ့သူကမေတော်ဖြစ်တယ်သူ့ကိုကျွန်တော်တို့ကလည်းဒါကြောင့်မလို့ထိုက်တန်နှစ်သက်ကူးတဲ့နေ့မှာဘုရားကြီးမေတော်မိခင်မာရီယာဆိုပြီးဂုဏ်ပြုတဲ့နေ့ကိုပါကျွန်တော်ရဲ့ကက်သလစ်သာသနာတော်ကသတ်မှတ်ပေးလိုက်ဟာမေတော်ဦးဖျားဘလို့လားခရစ်တော်ဦးကလားခရစ်တော်ကျွန်တော်ရဲ့ဘဝကိုတုံးတက်ကြည့်မယ်ဆိုလို့ရှိရင်ဗမာစကားပဲဖြစ်တတ်မယ်စကားပဲဖြစ်အမေဖမိလို့မပြောပါဘူးမိဘပဲပြောတယ်ဟုတ်လားအမေရပတ်လို့တမန်လို့ပြောကြတယ်အမိနိုင်ငံလို့ခေါ်ကြတယ်အဖနိုင်ငံနည်းနည်းရှိတယ်ခလုတ်ထီရင်အမိတတယ်အဖတတာတချို့ရှိတယ်ကျွန်တော်ကလေးတွေကပါးရေးလို့អော်တယ်တခုခုဖြစ်ရင်ပေါ့ဒါပေမဲ့အကုန်လုံးကအမေပဲအမားလို့ပဲអော်တာရှိတယ်နွားတော်မှအမားလို့ပဲអော်တယ်တဲ့အဖေလို့မអော်ဘူးတဲ့အမေဆိုတာကကျွန်တော်တို့ရဲ့ဘဝမှာစပြိုးကြရနော်အဲ့လိုမျိုးဝမ်းထဲမှာကြရကျွန်တော်နေရာယူထားပြီးသားအမေဖြစ်တယ်လေရောက်မွေးဖက်တဲ့အချိန်မှာလည်းဒီအမေပဲအဲ့ဒီဖြစ်စဉ်တစ်ခုကဖျားလက်ဖြစ်တဲ့လူလက်ဖြစ်တဲ့ခရစ်တော်ကိုဝန်ဆောင်တဲ့အမေကဖျားရဲ့အမေလည်းဖြစ်သွားတယ်လူရဲ့အမေလည်းဖြစ်သွားတယ်ကျွန်တော်တို့ရဲ့မေတ္တာကလည်းဖျားကိုကိုးကွယ်ပြီးမယ်ဖျားနဲ့မေတော်ကိုတွေ့ရင်မေတော်စီမှာတွားပြီးတော့ဒူးထောက်မှာများတယ်နော်အဲ့ဒါအချက်ရအဲ့လိုဖြစ်သွားတာဘာဖြစ်လို့ကိုမေကိုအမတန်ထိပ်ပန်ဆိုင်တဲ့အတွက်အဲ့လိုဖြစ်ရတာအဲ့တော့ကျွန်တော်တို့ဒီနေ့လောကကိုအသက်ပေးတဲ့ဂါလိလဲအိုင်နဲ့ထူတဲ့လောကကိုရှင်သန်စေတဲ့မေတော်ဖျားကိုမွေးဖွားပေးသောသူကိုဦးဖျားဖျားရဲ့မိခင်မေတော်မာရီယာဆိုပြီးတော့လဲပွဲတော်ဖြစ်ကျင်းပတဲ့နေ့ဆိုတာကိုခန်းစားကြည့်ကြစို့မိခင်ရဲ့ယောသားဖြူစင်တဲ့ပါရမီလေးတွေကကျွန်တော်တို့အတွက်ဘဝကိုရှင်သန်စေတဲ့အသေးဖွဲ့ဖြစ်ပေမဲ့ကြီးမားမားပြောင်းလဲမှုကိုပေးရရာဖြစ်တယ်အဲ့ဒီထက်မှတစ်ခုကိုတစ်ခါ Father ထောက်ပြမယ်ဆိုလို့ရှိရင်နှစ်သက်ကူးတဲ့နေ့ကကမ္ဘာငြိမ်းချမ်းရေးနေ့နော်ငြိမ်းချမ်းရေးနေ့ဖြစ်တယ်ဆိုတာလည်း Father တအားသဘောကျတယ်သာသနာသတ်မှတ်ပေးတာငြိမ်းချမ်းရေးကမ္ဘာငြိမ်းချမ်းရေးပထမဆုံးငြိမ်းချမ်းရေးဆိုတာကဘယ်မှာကြားတယ်လဲဆိုလောကမှာခရစ်စမတ်အချိန်မှာနေရာတိုင်းမှာ
Sunday night ဖျားကြောင်မှဆိုနေတဲ့တရားဓမ္မရဲ့တခြင်း peace on earth လောက၌ငြိမ်းချမ်းသာယာခြင်းရှိပါစေကောင်းကင်မှာဘုရားသခင်ဖုံးတော်ကတော့ပြီးတာနဲ့လောကဘက်ကိုကူးတာနဲ့ကိုဘာကိုပေးတယ်လဲနော်ရွှေငွေပစ္စည်းတွေကြွယ်ဝမှာပါညာလားမဟုတ်ဘူးငြိမ်းချမ်းရေးကိုပေးအဲ့တော့ခရစ်တော်မွေးဖွားပေးတဲ့ဒီမိခင်ကအဲ့ဒီငြိမ်းချမ်းရေးအရှင်သခင်ပါရမီဖြည့်ပဲ့အဲ့လိုဖြစ်သွားတာကျွန်တော်သာသနာမှာလွန်ပြီးတော့မှမေတော်ကိုခရစ်တော်နဲ့အတူတူဒန်းတူရည်တူကယ်တင်ခြင်းမှာပါဝင်တော်သူလို့ပြောခဲ့ကြတယ်ကိုရီဒမ်ထရစ်ဆိုပြီးတော့နောက်တစ်ဖက်ကလည်းခရစ်တော်ဓမ္မတစ်ခုခုဆိုမေတော်ပဲတောင်းမိနိုင်တယ်ဆိုပြီးတော့မက်ဒီယာထရစ်ဆိုပြီးတော့သုံးလုံးတွေနဲ့တရားတရားပွားပြီးတော့ကိုလွန်သွားတာအဲ့တော့ဒီနေ့တည်းမှာပုပ်လီယိုတက်လာတဲ့အချိန်မှာဒီစကားနှခုကိုသူကကန့်သတ်ပေးလိုက်တယ်ဒါတွေကယုံကြည်ရတရားလို့ကြီးညာပြီးလောက်တာထက်လူတွေရဲ့တရားတရားကနေကိုယ့်မိကိုချစ်လွန်းလို့ဖြစ်ပေါ်လာတဲ့အသုံးတွေဖြစ်တယ်လျောက်ဒါကိုဘုရားတရား level မှာထက်ပြီးတော့မစင်စားပါနဲ့ပြန်လျှော့တယ်အဲ့တော့အမြဲတမ်းမေတော်ကြီးဂျားဝင်ဆူတောင်းခြင်းမှာအလုပ်ဖြစ်တယ်လို့မစင်စားပါနဲ့မေတော်ကဘေးကကူညီတယ်ဆောင်မတယ်လို့သူဂျားဝင်ပြီးတော့ကလန့်ပါနေလဲမေတော်ကြီးဂျားဝင်ဆူတောင်းခြင်းဆိုလဲအစိမ့်မပြေပါဘူးမေဒီယာထရစ်ဆိုတာပုပ်ကအဲ့ဒါတွေကိုကျန်တဲ့ခရိယန်တွေတဲမှာနားတွေ့မခံတာဘူးဖာသာလည်းမခံဘူးရှင်းရှင်းပြောရရင်ဂျားတစ်ချိန်လုံးသူများဂျားဝင်နေသိမကြိုက်ဘူးဖာသာစီလာစကားပြောရင်တော့ဂျားထဲမှာတယောက်ဖြတ်ဝင်လာရင်သိမကြိုက်ချင်ဘူးတဲ့အဲ့လိုပဲပေါ့နော်အဲ့လိုမေတော်ရဲ့အနေထားကိုမှန်ကန်နားလည်ကြရမယ်အဲ့တော့ဒီနေ့ဟောင်းကိုကျွန်တော်တို့ဂုဏ်ယူပြီးကိုဘွားရဲ့ဘဝဟောင်းကိုတုံးတက်တယ်နှစ်သက်ကိုကြိုဆိုပြီးတော့မျောလင်းချက်နှစ်သက်ကိုကြိုဆိုပြီးတော့ဘာငါဘလို့ဖြစ်ချင်တယ်ဆိုတော့ဆန္ဒကိုဖော်ကြတယ်ဘုရားရဲ့မိခင်မေတော်မာရီယာကိုနော်အသက်ကိုပေးတဲ့ရှင်သန်စေတဲ့ဂါလိလဲအိုင်နဲ့တူတဲ့အမေကြီးကိုဂုဏ်ပြုတဲ့နေ့လို့သတ်မှတ်တယ်ခရစ်တော်အားဖြင့်သူမပေးတဲ့ကမ္ဘာငြိမ်းချမ်းသာယာခြင်းကိုမျှော်ကိုးကြတယ်အထူးသဖြင့်ကျွန်တော်မြန်မာနိုင်ငံမှာ2026မင်္ဂလာရှိသောနေ့ဖြစ်ပါစေငြိမ်းချမ်းသာယာတဲ့နေ့ဖြစ်လာပါစေခဲရခဲစစ်ဖြစ်ရင်လည်းဖြစ်လိမ့်မယ်တာသာယာဖြစ်ရင်လည်းဖြစ်လိမ့်မယ်အကုန်လုံးကလူစိတ်ကိုပြောင်းလဲရင်မနှက်ဖြန်ငြိမ်းချမ်းရေးစတင်ပါပြီလူစိတ်ကိုမပြောင်းမဲနဲ့ခက်ထန်နေရင်2026မှာတော့မှဖြစ်ချင်မှဖြစ်မယ်အားလုံးကလူရဲ့နှလုံးသားမှာတည်တဲ့ငြိမ်းချမ်းသာယာခြင်းလောကရဲ့အတ္တမာနငါးဆိုတဲ့အတ္တကိုကျော်လွန်သောဖျားပေးသောညင်တက်ခြင်းကိုပိုင်ဆိုင်သောသူကအတွေ့စိတ်နဲ့ညင်တက်ခြင်းနဲ့မကဘူးဖျားပေးတဲ့ညင်တက်ခြင်းကိုပိုင်တယ်ဖျားကိုမြင်နိုင်တယ်အဲ့ဒီနေရာမှာညင်တက်ခြင်းကအလိုလိုလွှမ်းမိုးမှာဖြစ်ပါတယ်လေးနဲ့စွာဆူတောင်းကြပါစို့ကမ္ဘာငြိမ်းချမ်းရေးအတွက်အထူးသဖြင့်မြန်မာနိုင်ငံငြိမ်းချမ်းသာယာရေးအတွက်ဆူတောင်းပေးကြပါစို့